အားလုံးပဲမင်္ဂလာပါ HKDI နဲ့ကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြပေးမှလေးကတော့ DC Power Station လေးပေါ့နော်မန္တလေးကမိတ်ဆွေတွေပေါ့သူတပြည့်မီးရစပြတ်နေပြီဒီလို DC Power Station လေးတစ်လုံးတော့ဆောင်းထားတဲ့ခင်ဗျာဟုတ်ကဲ့ DC Power Station လေးတစ်လုံးဝယ်ပြီးတဲ့ဆိုရင်ဘာထပ်ဝယ်ရအောင်မလဲဆိုရင်တော့ဘာမှထပ်ဝယ်စရာမလိုဘူး Power Station နဲ့ပတ်သက်ပြီးတော့မှတွဲဖို့အထွက်နဲ့မီးတွေသုံးမယ် DCL ကိုလာဖွင့်လို့ရမယ် Wi-Fi သုံးလို့ရမယ် CCTV သုံးလို့ရမယ်ဖုန်းအားသွင်းလို့ရမယ်တော်တော်များများတွဲဖို့နဲ့ပတ်သက်တဲ့ဒီလောက်အသေးတွေအကုန်လုံးသုံးလို့ရမယ်ခင်ဗျာဟုတ်ကဲ့ဘာထပ်ဝယ်ရမလဲဘာမှကိုထပ်ဝယ်စရာမလိုဘူးဒီလို DC Power Station တစ်လုံးလေးကဝယ်ထားလိုက်ရုံပဲမီးဆိုရင်လည်းကျိုး15ပေဒီကျိုးကနမူနာပြတာကျိုး15ပေအရှိနဲ့သုံးလုံးပါမယ်15ဝက်နောက်ပြီးရင်ဖုန်းအားသွင်းလို့ရမယ်ကွစ်ချက်ရတဲ့အသွင်ကြိုတစ်ချောင်းပေးမယ်DC to DC သုံးဖို့အတွက်ကို Wi-Fi သုံးဖို့အတွက်ကိုမှကျိုးလိုတလောက်ရှည်နဲ့ရမယ်ကျိုးပိုရှည်လို့ဆိုပြီးပုံမှန်ကျွန်တော်ပေးရတော့3ပေပေးတာ3ပေနဲ့မလောက်ဘူး10ပေ15ပေလောက်မှလိုချင်တယ်ဆိုရင်လည်းရတယ် DC ပဲလိုတဲ့ဟာတာပြောအဲ့ဒါမှတွဲဖို့ DC သုံးဖို့အတွက်ကိုမှဟိုရှိုးဝါးရှိတယ် DC ဘန်ကာတွေအတွက်ကိုသုံးဖို့အတွက်ကိုမှကျိုးထပ်လိုသေးတယ်ဆိုရင်လည်းထပ်ပြီးတော့မှပြောရတယ်အဲ့ဒီအတွက်ကိုထပ်ပြီးမှပေးစရာမလိုဘူးဒါလေးကတခုပါလေးပူစင်ပြေရလဲဆိုရင်အော်တိုချင်းလေးလုပ်ပေးထားကြအောင်မီးလာရင်မီးပြတ်တယ်ဆိုရင်ကျွန်တော်တို့ကထပြီးတော့မှဒီ power station ကိုဖွင့်ပြီးမီးဖွင့်စရာမလိုဘူးနောက်မှကျွန်တော်တို့လေးနဲ့ခလုတ်လေးအော်တိုမန်နူရခလုတ်လေးခံပြီးတော့မှကျွန်တော်ဆင်ပေးထားတယ်ဒီလိုလေးပေါ့နော်ဒီလိုဆင်ပေးထားတယ်ဒါဆိုရင်တော့မန်နူရဘက်မှာထားပေးတယ်ပေါ့ဒီဘက်ကိုနေလိုက်မယ်ဆိုရင်တော့အော်တိုဒါမီးလာနေလို့ဒီမီးကိုမထွန်းပေးတာကျွန်တော်နောက်ကနေပြီးတော့မှကျွန်တော်ဒီဘက်ကရှာခြင်းသွင်းပေးထားတယ်ကျိုးလေးကျွန်တော်ဖြုတ်ပြမယ်နော်ဖြုတ်လိုက်ပြီဆိုရင်မီးပြတ်သွားပြီပဲဒါမီးပြတ်သွားပြီဆိုရင်ဒီ power station ကနေပြီးတော့မှထုတ်သုံးမယ်မီးလာမယ်ပေါ့လေနော်ကျွန်တော်ကြားလာမှကျွန်တော်ပြပေးမယ်တောက်တော့မယ်နော်ဒီမှာကျွန်တော်ဒါလေးကလည်းကြည့်တဲ့ခါကျတော့ဒီမှာလေးလေးခံပြီးတော့လုပ်ပေးထားတယ်မန်လေးမျိုးပေါ်ကကစတမာတွေအတွက်ကတခုဒီလေးကြားလို့ဟိုပြက်တာတို့ဘာလို့ဆိုရင်လာပြင်မှာခလုတ်တွေပြက်တာဒီ DC ချက်ကောင်းတွေချောင်းတော့တာဆိုရင်လာပြင်မှာအခမဲ့အားလုံးလုပ်ပေးတယ်နောက်ပြီးတော့မှဒီ charging box တွေ2ပေါက်ထဲနဲတယ်3-4ပေါက်ရကျင်တယ်ဆိုရင်လည်းဒီဘက်မှာအဆင်ပြေတဲ့နေရာနေပြီးတော့မှကျွန်တော်ထပ်ပြီးတော့ဖောက်ပြီးတော့မှလုပ်ပေးမယ်အဲ့ဒီအတွက်ကုန်ကြစည်ကိုမှထပ်ပေးစရာမလိုဘူးအပြီးစီးပဲအားလုံးအဆင်ပြေအောင်လုပ်ပေးမယ်